သိရလေအဲ့ဒီနိဗ္ဗာန်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်သင်္ခါရတရားကိုနှိစ္စခြင်းနေမယ်ဆိုရင်ဘယ်တော့မှမရဘူးလို့မှတ်ပါသင်္ခါရတရားကိုနှိစ္စခြင်းနေရင်ဒါဖြင့်ဒကာကျွယ်ဒကာသစ်တို့ဟောနိဗ္ဗာန်ရကြံလို့ရှိရင်သင်္ခါရတရားကိုအနိစ္စမြင်မှပဲရမှာပဲသင်္ခါရတရားကိုဘယ်လိုမြင်မှပါသင်္ခါရတရားကိုအနိစ္စမြင်မှရမယ်လို့ဆိုတာစောစောစီးစီးမှတ်ထားသင်္ခါရတရားကိုအနိစ္စမြင်မှရမယ်အဲ့တော့ဟောနိဗ္ဗာန်ရဖို့အရေးဟာဒကာကျွေသင်္ခါရတရားအနိစ္စမြင်မှရမယ်လို့သေချာဟောတာအဲ့ဒါအင်္ဂုတ္တပါဠိတော်မှာပါဠိလိုရွတ်နေလို့ရှိရင်ဒကာဓမ္မတွေဂျုံနဲ့နားမလဲမှာဆိုလို့မြန်မာလိုပြန်ပြောတယ်နော်သောဝတ္တဘိက္ခွေကိဉ္စီသင်္ခါရနိစ္စတောပတ္တတောဝတ္တစင်စစ်သောပုဂ္ဂိုလ်သည်ကိဉ္စီသင်္ခါရတစ်စုံတစ်ခုသောသင်္ခါရတရားကိုနိစ္စတောနိစ္စအပြင်ပတ္တတောမြင်နေတဲ့ပုဂ္ဂိုလ်ဟာအနုလောမခန္ဓာသစ္စာလေးပါးကိုလျော်သောအနုလောမိကာယသစ္စာလေးပါးကိုလျော်သောခန္ဓာနှစ်သက်ခြင်းပညာနှင့်သံဃာနာရတော့ပြည့်စုံလိမ့်မည်ဝါသစ္စာလေးပါးသိလိမ့်မည်ဣဒံဌာနံဤကြောင့်ဒီလက်ဖြစ်မရှိဘူးကွာသင်္ခါရနိစ္စခြင်းနေလို့ရှိရင်နိဗ္ဗာန်ရလိမ့်မယ်လို့ဒါကြွယ်ကသစ်တို့ဘယ်တော့မှမမြင်နဲ့အဲ့ဒီသင်္ခါရတရားကိုအနိစ္စခြင်းမလဲတဲ့သမတ္တနိစ္စဆိုတဲ့သောတပတ္တိမဲ့ရမယ်သင်္ခါရတရားအနိစ္စမြင်မှသောတပတ္တိမဲ့ရသောတပတ္တိမဲ့ရမှသောတပန်ပုဂ္ဂိုလ်ကဖြစ်ရမယ်သောတပတ္တိမဲ့သောတပတ္တိကိုမရဘဲနဲ့လေသဂရိုင်းမဲ့သဂရိုင်းကိုအနာဂါမိမဲ့အနာဂိန်းကိုရတ္တမဲ့ရတ္တကိုရလိမ့်မယ်လို့မအောင်မင်းနဲ့သတိုင်းပါဠိတော်အင်္ဂုတ္တပါဠိတော်မှာသေချာဟောပါတယ်ဒါပြန်ရှင်းပြုဘုန်းကြီးတွေကဓမ္မတွေမှတ်ဖို့ရကဘယ်ရေးပါလိမ့်မလဲလို့ဆိုတာကောက်နှုတ်ချက်ချလိုက်တော့သင်္ခါရတရားအနိစ္စမြင်မှသစ္စာလေးပါးမြင်သင်္ခါရတရားကိုသစ္စာလေးပါးမြင်နိုင်မယ်တဲ့သစ္စာလေးပါးမြင်မှလည်းသောတပတ္တိမဲ့ရမယ်သောတပတ္တိမဲ့ရမှလည်းသောတပတ္တိဖို့ဖြစ်မယ်ဒါမှလည်းသမဲ့တွေကိုအောက်ကအခြေခံပြီးတမကလေးရန်တာဖြစ်မယ်ဆိုတော့ဒကာကျွယ်ဒကာတစ်တို့မှတ်เสียကဒီဆင်းဘယ်သူလိုရင်းလဲဆိုတဲ့ဥစ္စာရှားဖို့အရေးကြီးလာပါတယ်မကြည့်ဘူးလားဩသင်္ခါရတရားအနိစ္စဖြစ်ဖို့အရေးကြီးပါကလားသဘောကျသင်္ခါရတရားကိုသင်္ခါရတရားအနိစ္စဖြစ်ဖို့အရေးကြီးဆိုတော့ဒါဖြင့်သောတပန်တရာဂနာဂံသိကျင်လို့ရှိရင်ဝါယန္တာဖြစ်ရှင်ဝါနိဗ္ဗာန်မျက်မှောက်ပြုခြင်းရလို့ရှိရင်ဒီပြန်လုပ်တဲ့သင်္ခါရတရားကိုအနိစ္စမြင်ဖို့ဟာတဏ္ဏပအရေးကြီးတယ်ဆိုတော့ယနေ့လေးနဲ့ဆိုပြောသင်္ခါရတရားကိုအနိစ္စမြင်ဖို့ရတဏ္ဏပအရေးကြီးတယ်လို့ဒကာကျွယ်ဒကာသစ်တို့မှတ်ဖို့သဘောပါကြဒီတရားဘယ်လိုမှတရားလုံးရင်းရှိနေတယ်ဆိုတာဖြင့်ဒကာကျွယ်အားလုံးခွင့်တဲ့ဒကာဓမ္မတွေသင်္ခါရတရားအနိစ္စမမြင်ဘဲနဲ့ဘယ်နည်းနဲ့မှသောတာပန်သရဂါနာဂံဉာဏ်တာဆိုတဲ့နိဗ္ဗာန်မြင်တဲ့ပုဂ္ဂိုလ်တော့မဖြစ်နိုင်ဘူးဆိုတာကိုသုံးသပ်ချလိုက်တယ်ဒီတလုံးအားဓမ္မတို့ကသေသေးကွေးကွေးအဓိပ္ပာယ်နဲ့မယူဘဲနဲ့ဒကာကျွယ်ကဒီတလုံးအရေးကြီးဆုံးပါလားဆိုတာကိုဒကာသစ်တို့ကယူရတာဒါလည်းသင်္ခါရတရားကိုအနိစ္စမမြင်ခဲ့တော့သစ္စာမြင်သစ္စာမြင်ခဲ့လို့ရှိရင်စက္ကုံဥဒ္ဒဘာရိဉာဏဥဒ္ဒဘာရိအလောကဥဒ္ဒဘာရိဝိဇ္ဇာဥဒ္ဒဘာရိဆိုတော့ဘယ်တော့မှမဖြစ်ဘူးမှတ်လိုက်တော့သောတာပန်မတည်နိုင်ဘူးပြောတာပါပဲဒါဖြင့်အာရုံတရားတော်လုံးမှာမျိုးစုံလာကြတဲ့ဒကာဓမ္မတွေဘာရေးကြည့်နေတယ်ဆိုတာဆရာဘုန်းကြီးထိုင်ကြတဲ့ကဘယ်လိုကျိုးစီးပွားဆောင်ပြီးဒီကလာဘာသိမှသာလဲဒီဒကာဓမ္မတွေကိုဘုန်းကြီးကလည်းကဲတင်ရရောက်ဒကာဓမ္မတွေလည်းကဲတင်မှုကိုလက်ခံရရောက်မယ်ဆိုတဲ့ဥစ္စာစဉ်းစားပါတော့ဘာရေးကြည့်ပါလဲ
သင်္ခါရတရားအနိစ္စမြင်ဖို့တစ်ချက်ဟာဖြင့်ဆရာဘုန်းကြီးကလည်းမမြင်မြင်ပြောရတယ်ခမည်းတော်ကလည်းမမြင်မြင်ရှိရတယ်နော်ဤနှစ်ချက်ညီလို့ရှိရင်ဖြင့်ဆရာကဒီနိဗ္ဗာန်သွားမဲ့လမ်းညွန်ကောင်းတဲ့နိဗ္ဗာန်လိုက်မဲ့နောက်လက်ကောင်းဖြစ်တော်တာပဲဒီတရားဘာမှအရေးမကြီးဘူးဒါသိရေးကြည့်သဘောပါကြဟုတ်ပြီဒါဖြင့်တပည့်တော်ဗျာကဲတင်ဖို့ရာအကြောင်းနဲ့အချိန်နဲ့စိုက်ပါပြီအဲ့တော့သင်္ခါရတရားပြောပါသင်္ခါရသိမှအနိစ္စသိမှသင်္ခါရမသိရင်အနိစ္စမသိနိုင်တော့ဘုန်းကြီးတို့ဓမ္မတွေဩသင်္ခါရပြောရတော့မယ်အဲ့ဒီသင်္ခါရကိုမှဆရာဘုန်းကြီးကဟောတာနေသင်္ခါရဒကာကျော်ဒကာသစ်ဒါသင်္ခါရဟောဒီတရားဟာအနိစ္စအဲ့ဒါခမဉာဏ်နဲ့မြန်ကြည့်ဒါမြန်ကြည့်ပြီးလို့ရှိရင်သစ္စာသူကိုယ်တိုင်ကသစ္စာဖြစ်ပြီးခမည်းတော်မဉဏ်ပေါ်အမှုထမ်းနိုင်မယ်သဘောကျဩဒါဖြင့်ပမညာရေးမဟုတ်ပါလားလွန်လွန်ကြီးတဲ့ရေးပါလားဆိုတာကကျွယ်တကားတဲ့မှတ်မိနိဗ္ဗာန်ရောက်ခြင်းလို့ရှိရင်ဖြင့်ဘာရေးကြီးဟောပါသင်္ခါရကိုအနိစ္စမြင်အောင်ဆိုတော့အလွန်ရေးကြည့်အဲ့ဒီသင်္ခါရအနိစ္စမြင်အောင်ကိုစတော့မယ်ဆိုတာလေးနဲ့ဆိုပဲနတ်ထမှာတော့တိုင်းတရားဓမ္မသင်္ခါရတရားပြပါတော့မယ်သင်္ခါရတရားပြတော့မယ်တရားဓမ္မတို့သင်္ခါရတရားဆိုတာသူများပြုပြင်လို့ပေါ်တဲ့တရားသဘောကျသူများပြုပြင်လို့ပေါ်တဲ့တရားဘာတရားခေါ်ကြဥပမာလေးရှင်းပိုင်းကနည်းနည်းလေးပြောပြပါမယ်ဥပမာလေးရှင်းပိုင်းကနည်းနည်းပြောပြလိုက်တော့အခုခါမှာဒီမှာရှင်းရမယ်ပဲတိတွေတည်ပေါ်နော်ပဲတိတွေပေါ်တော့ဒီပဲတိတွေဟာရေကပြုပြင်လိုက်လို့ရေပဲစိကပြုပြင်လိုက်လို့ပဲတိချက်ရေပဲစိကပြုပြင်လိုက်တာ ਨੇ ဘာဖြစ်ဒါပြန်ပြုပြင်တဲ့တရားတွေကပြုပြင်လိုက်လို့ပဲတိဟာဖြစ်ပေါ်ပေါက်လာတော့ပဲတိဟာသင်္ခါရတရားသဘောကျဒါပြန်ပြုပြင်လို့ပေါ်လာတဲ့တရားဘာတရားခေါ်ကြဒါကြွေရိမ့်ပြီပြုပြင်လို့ပေါ်လာတဲ့တရားဘာတရားခေါ်ကြဩဒါဖြင့်နေရကြပါပြီပြုပြင်လို့ပေါ်တဲ့တရားဟုဖြင့်သင်္ခါရတရားတော့ဖြင့်တပည့်တို့ရိပ်မိပါပြီဘယ်ဟာမဆိုးလူလက်ကံစိတ်ဥဟာရကပြုပြင်လို့ပေါ်လာတာပဲသဘောကျလူယုံနာတရားဘယ်လိုပြုပြင်လို့ပေါ်လာယုတ်တရားမှာကံစိတ်ဥဟာရကပြုပြင်လို့ပေါ်လာတယ်ဆိုတာကဟောတဲ့ဖြင့်တို့ခန္ဓာကြီးကဘာတရားပါလိမ့်မလဲလို့စဉ်းစားတော့ပြုပြင်လို့ပေါ်လာတဲ့တရားဖြစ်သောကြောင့်သူပဲထဲရောက်ပေါ်ပါလိမ့်ဒါဖြင့်ဒုက္ခနာကြီးကဘာပါလိမ့်မလဲလို့ဉာဏ်နဲ့စီဝေဖန်လိုက်တော့မှသင်္ခါရတရားကြီးပါလားပေါ်လာပြီနော်သင်္ခါရတရားသိကြပါလားပြုပြင်လို့ပေါ်လာတဲ့တရားကိုဘာတရားခေါ်ရသင်္ခါရတရားလို့လေးစားစွာနဲ့မှတ်ထားတယ်နော်အဲ့ဒါကဘုရားကဟောလိုက်တာကတခုသောသင်္ခါရကိုကွာအနိစ္စမမြင်ခဲ့တော့သစ္စာမြင်တဲ့မဉဏ်မရနိုင်တခုသောသင်္ခါရကိုအနိစ္စမမြင်ခဲ့တော့သစ္စာလေးပါးသိတဲ့မဉဏ်မရနိုင်ဘူးလို့ဒကာကျော်ဟောထားပြန်တော့ဒါဖြင့်သင်္ခါရတရားမှမသိတဲ့ပုဂ္ဂိုလ်များမဉဏ်ရဖို့ရဘယ်လိုပြန်အပေါက်သူတောင်းများကိုလဲမောရုံမရှိမယ်ဆိုတာသုံးတဲ့ချပါသင်္ခါရတရားကြောင့်မှမသိတာသင်္ခါရတရားကမှအနိစ္စပြရမှာကိုသင်္ခါရတရားကမှပါပြဒါဖြင့်သင်္ခါရတရားမှမသိသေးတဲ့ပုဂ္ဂိုလ်ဟာအနိစ္စသိကြပါတယ်ဆိုတော့တင့်မှမသိဘဲနဲ့နှစ်ကျော်တက်လို့ရမှာဟုတ်ပါဘူးသဘောပါကြဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေလက်ဥစ္စာသင်္ခါရကိုသိဖို့အရေးကြီးပါရဲ့လားဒီသင်္ခါရကမှနောက်အနိစ္စကိုသူကလမ်းညွှန်ပြမှာဘူးဒါကြောင့်သဗ္ဗေသင်္ခါရအနိစ္စလို့ဘုရားရင်မစွန့်ကြဘူးဘုရားရင်စွန့်ရသဗ္ဗေသင်္ခါရအနိစ္စ
သင်္ခါရတရားကောအနိစ္စလမ်းဆုံးပါတယ်သဗ္ဗေသင်္ခါရဒုက္ခသင်္ခါရတရားဒုက္ခလမ်းဆုံးပါတယ်ပြောဘူးလားသဗ္ဗေဓမ္မအနတ္တအလုံးစုံသောဓမ္မတွေအနတ္တလမ်းဆုံးကြပါတယ်လို့ဒီပါဠိတော်တွေထောက်ကြည့်တော့မှဩသင်္ခါရတရားမှမသိတဲ့ပုဂ္ဂိုလ်ကအနိစ္စသိဖို့ဒုက္ခသိဖို့အနတ္တသိဖို့ဘယ်တော့မှမဖြစ်ပါကလားပေါ်လာဘူးလားဘယ်တော့မှမဖြစ်ပေါ်နိုင်တော့ဘယ်ကကာလမှာသစ္စာသိတဲ့မဲ့ညာဆိုတာခန္ဓာကိုယ်ရဲ့ပေါ်ဖို့ရအကြောင်းနည်းနည်းမှမရှိဘူးရှိပါအဲ့ဒီညာမှမပေါ်လာလို့ရှိရင်ဒီညာပေါ်မှာဒိဋ္ဌိဝိသေသသီလပရပရမတ္တတွေတတ်တဲ့ပြီးကြတာပဲလေးပါးတခါပြရမှာဒီမဲ့ညာမှပေါ်ပဲနဲ့ဘယ်ကပိတ်ပါမလားအပေတကားမှမပိတ်ခဲ့ပြီရှိတော့တဲ့ဒကာဓမ္မတို့တဏ္ဍာမယ်ရောက်ရဘုရားမှာအပေသွားစေတဲ့မျိုးစေ့တွေသုံးလို့သွန်လို့သွားလိမ့်မှာမဟုတ်တော့ဘူးအနုတ္တရသဘောနဲ့အမြဲတမ်းရှိနေလိမ့်မယ်လို့ဆုံးဖြတ်ချက်ချပါဘယ်လောက်ရေးကြီးတယ်ဆိုတော့ကြွယ်ရေးနေလားဒါကြောင့်ဘုန်းကြီးကဒီနေ့ရေးတကြီးပဲဓမ္မတွေကိုသိပို့ဆောင်ပေးနေတယ်ဆိုတာခင်ဗျားတို့ကလမ်းမှန်ပဲလမ်းတော်ပဲလမ်းပြောင်းပဲဆိုပြီးကလာဉာဏ်သွက်သွက်နဲ့ခင်ဗျားတို့ဉာဏ်များလို့လေပါဉာဏ်သွက်သွက်နဲ့ဉာဏ်များလို့ပါတော့ဒကာသစ်ဒကာကျွဲတို့တိုက်တွန်းတာကခင်ဗျားတို့ရထားတာကဘာတရားကြီးအနိစ္စလမ်းဆုံးသွားလို့နောက်သင်္ခါရမပေါ်ရင်ခင်ဗျားတို့သုတ်တန်ရောက်ပါပြီသဘောကျသင်္ခါရတရားဖြစ်သွားသင်္ခါရတရားဆိုတော့ဘယ်လမ်းဆုံးလဲနောက်သင်္ခါရမလာဘူးဆိုတော့သုတ်တန်ရောက်မှာကိုဧကံမြန်တကယ်မြင်ပြီးဒီကလာသူဓမ္မသဘောကိုကဒီတိုင်းဖြစ်နေတော့ဩသင်္ခါရတရားအနိစ္စလမ်းဆုံးတော့တို့ကလည်းသင်္ခါရအနိစ္စကြီးပါကလားအချိန်ဆိုင်လို့မရတဲ့ခန္ဓာပါကလားပေါ်လာတယ်ဘုရားအချိန်ဆိုင်လို့ရကြအဲ့ဒါဓမ္မတွေကမသိတော့နဲ့ပြန်ပါလို့မတပည့်ကပဲသွားမယ်တပည့်ကကြလို့ရှင်ခဏကကြတော့ဘယ်လိုပြန်လာပြီဘယ်လိုစီစဉ်မယ်ဘယ်လိုလုပ်မယ်ဘယ်လိုကိုင်မယ်နဲ့တကယ်ကျစိတ်ကူးတွေကဒီလိုပါလားစိတ်ကူးတွေကဒီလိုဖြစ်ပြီးခါလာနေတော့ဘယ်နဲ့ကြောင့်ဒီစိတ်ကူးရှင်းပါလိမ့်မလဲလို့မျိုးကိုမလို့ဘူးလေဒါတော့သင်္ခါရနဲ့အနိစ္စကိုသူ့နာနဲ့မြင်ကိုမမြင်လို့စိတ်ကူးရှင်းပဲသဘောကျသင်္ခါရကအနိစ္စအခုသင်္ခါရခဏနေအနိစ္စအခုပေါ်လာတာကသင်္ခါရခဏနေတော့နောက်သင်္ခါရနဲ့အနိစ္စကြားထဲမှာဘာများခြားသေးကြုံလို့ဒကာဓမ္မတွေကမေးဖို့လိုလားဒကာဓမ္မတို့အဖြစ်အသင်္ခါရအပြည့်အနိစ္စပဲမခြားပါဘူးသဘောကျနောက်ပြတ်မလာရင်လည်းခင်ဗျားတို့ဒီအနိစ္စနဲ့ပဲသုတ်တံပို့ရသဘောပါဒါဖြင့်စိတ်ကူးရှည်ဓမ္မများအတွက်ကသတ္တရဒိဋ္ဌိကိုခေါ်တယ်စိတ်ကူးရှည်ဓမ္မများအတွက်တခါကြည့်ရှင်းမလားဘုရားရမှာခင်ဗျားနေပြီးဒီကလာသင်နေတဲ့ကြီးကျယ်ကြီးလှုပ်လိုက်ဦးမဟာဆိုတာဘာဒိဋ္ဌိရှင်ညနောက်ကြည်ပေါ်လာမှတခါတက်တို့ကလည်းကိုယ့်ရဲ့ကံတွေဆယ်မင်းကြီးလှုပ်လိုက်ဦးမဟာလို့ဆိုတာကိုသတ္တရဒိဋ္ဌိဒါနဲ့ဒီသတ္တရဒိဋ္ဌိကဘယ်တော့လာတာပါလိမ့်မလဲအမေးထုတ်ဖို့လို့လားဘယ်နဲ့ကြောင့်ဒီသတ္တရဒိဋ္ဌိတွေဓမ္မတွေသဏ္ဍာန်ကိန်းအောင်ပြီးဒီကလာအပေချမဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့သတ္တရဒိဋ္ဌိအောင်ပါလိမ့်မလဲလို့ဒကာကျွဲတို့ဒကာတက်တို့မေးဖို့မလို့လားခေါင်းငါတရားလက်ကင်ထားသင်္ခါရကိုအနိစ္စမမြင်လို့စိတ်ကူးရှည်တာဗျာသဘောကျပါတော့ပါစိတ်ကူးရှည်တော့ဗာဒိဋ္ဌိဖြစ်သွားဩတကယ်ကျစိတ်ကူးရှည်တဲ့ဥစ္စာစိတ်ကူးရှည်လို့တော်နေရကြတယ်တော့အောင်းမေးတယ်အပိသတ္တဒိဋ္ဌိကအားပေးနေတာကိုဘယ်သူကအားပေးနေရှင်းကြဒါကြွယ်ကြောက်ဆက်ကောင်းခင်ဗျားတို့ကတော့စိတ်ကူးရှည်ပြီးဒီကရနဲ့ပြန်ပါဖြစ်တော့မလို့လို့တစ်ပတ်ဘာဖြစ်တော့မလို့နဲ့ပြန်တစ်ပတ်တကယ်ပြန်ကုန်နိုင်ပါဘူးကုန်နိုင်လေအဲ့ဒါဒီစိတ်ကူးရှည်ကြီးရဓမ္မတို့ဘာမမြင်လို့ပါလိမ့်မလို့သင်္ခါရအနိစ္စပဲလို့ဉာဏ်နဲ့မှဖြတ်ခနဲ့ဖြတ်ခတဲ့
ဖြစ်တာသင်္ခါရပြတ်တာအိဋ္ဌဆိုရတွေကိုဒကာဓမ္မတွေကညာထဲမှာမကြည့်တော့ကိုယ့်အသေးကိုမမြင်ဘူးဘယ်လိုဆိုကြပါကိုယ့်အသေးကိုမမြင်လို့ရှိရင်မသေးသေးဘူးဟာဆိုပြီးဒီကရဒကာကျွဲတို့ဒကာတစ်တို့ကရှင်းတယ်ဘ누구အညွန့်ပေါက်ပြီးဘ누구အတက်ထွက်ဦးတော့မယ်ဆိုတဲ့ဥစ္စာတွေလှမ်းပြီးနေဝေါမြတ်သာနေလိုက်ပြီဘာဖြစ်နေတာတော့မေးတော့ဒိဋ္ဌိပဲဗျာဒါကြောင့်သောမနတသက္ကတံဒိဋ္ဌိကတံပြုတ်တံဖြစ်ဝါငတ်ပါလိုက်သေးတယ်ဒိဋ္ဌိပဲပါလိုက်သေးရှင်းမလားဒါဆိုဒီလိုများတခါတည်းစိတ်ကူးလေးနဲ့တယောက်တည်းတော့ကျုံတဲ့အခါပါသေးတယ်သောမနတသက္ကတံဒိဋ္ဌိကတံပြုတ်တံဆိုတာမကြိုက်သေးဘူးလားခင်ဗျားတို့စားရဲတာသိတာကိုပြုံးတော့ဒါဟုတ်တယ်မဟုတ်တော့အောက်မဲ့နေသေးအခုတော့ကိုပြုံးတာရင်းနေကြပါတယ်လုံးကြသောမနတနဲ့ဒိဋ္ဌိသောမနတသက္ကတံသောမနဝမ်းမြောက်ခြင်းနဲ့တကွာဖြစ်တော့ဒိဋ္ဌိကသံယုတ်တံမိစ္ဆာရိနဲ့ရှင်ပြီးပြုံးတာကွာရှင်းမလားဒါဖြင့်ဒိဋ္ဌိပြုံးပေါ်ဗျာဒါဆိုဘာပြုံးမှပြုံးမှပြုံးပြီးသေးတာခွာကြကုန်တာမဟုတ်ဟိုဂရိယံပြုံးတာကတစ်မျိုးခင်ဗျားတို့ပြုံးတာကတစ်မျိုးဂရိယံပြုံးတာကဓမ္မတွေဖန်ဆင်းပြီးဒီကလာထားတယ်ဆိုပြီးဒီကလာသူတို့လည်းသတ္တရဒိဋ္ဌိအကြီးစားတဲ့ပြုံးတယ်ခင်ဗျားတို့ကသတ္တရဒိဋ္ဌိအငယ်စားနဲ့ပြုံးတယ်ဒါပဲกว่าလေဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေသနာပါတယ်သနာပါတယ်ဘာဖြစ်လို့သနာကြလဲဆိုတော့သူ့ပြုံးဟာကမဲ့ရမယ်ပြုံးပါလားသဘောပါကြသူ့ပြုံးဟာပါလိမ့်သူဒိဋ္ဌိနဲ့နေတဲ့ပုဂ္ဂိုလ်ကငါပဲမသွားဘူးလို့ဘယ်တော့မှမဟောဘူးဆိုတဲ့ပါဠိတော်ကရှိသေးတယ်ဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်ကကွာဘယ်တော့မှမသွားဘူးလို့ငါဖျားလည်းမဟုတ်ဘူးရှေးဖျားလည်းမဟုတ်ဘူးနောက်ဖျားတွေလည်းဟောလိုက်နေမဟုတ်ဘူးသဘောကျဒါကြောင့်တော့လေးလေးနဲ့မသိတော့လေတခါကျတော့တခါတစ်တို့ကနဲ့ဖြင့်အတွက်တော့နေရာချကောင်းပါရဲ့ဆိုပြုံးလိုက်တပည့်အတွက်တော့နေရာချကောင်းပါရဲ့ဆိုပြုံးလိုက်အားဒီနဲ့နေရာမကျနောက်နေကြတော့ကိုယ်ပေါင်းဖော်နဲ့ကိုယ်အသင်းနဲ့ဆိုလို့ရှိရင်ဖြင့်ကိုယ်ဆိုရနဲ့ဆိုလို့ရှိရင်ဟန်ကြကောင်းပါသေးရဲ့ဆိုပြီးပြုံးလိုက်ဒီလိုမနေကြဘူးလားဘာပြုံးနေပါလဲတော့ဒိဋ္ဌိပြုံးနေပါလားပြုံးနိုင်ဒဲဥမျက်ဆောင်ထိုးတာမှတ်ပါသဘောကျပြုံးတိုင်းအဲ့ဒါပြုံးလို့ရှိရင်ဒါဒဲဥမျက်ဆောင်ထိုးတာဒိဋ္ဌိနဲ့ပြုံးတာတတ်တယ်။နဲ့ပြန်ပါဖြစ်တော့မယ်တပတ်ပါဖြစ်တော့မယ်ဆိုတဲ့သူသတ္တရာဒိဋ္ဌိနဲ့ပြုံးသတ္တရာဒိဋ္ဌိရဲ့သောမနတနဲ့ရှင်တဲ့သတ္တရာဒိဋ္ဌိသဘောပါကြ။ဒါကြဲဒီလိုစစ်စစ်မြင့်မြင့်အမှန်ကိုတကယ်တော့ပြိဿသမုပ္ပါအစစ်နဲ့အခုပေါ်လာတဲ့သောမနတဝေဒနာနဲ့သောမနတဝေဒနာဖြစ်เสียတဏှာနဲ့ဟောလိုက်တော့သောမနတကပြုံးတာဟုတ်လားအဲ့ဒီသောမနတဝေဒနာဖြစ်เสียတဏှာမလားတဏှာဖြစ်เสียဥပါဒံဆိုတော့ရှေ့အခြေကြီးမမျှော်ဘူးလားမျှော်တာဥပါဒံပဲဆွဲနေကဲရိပ်မိကြဝန္တဲ့ပြိဿသမုပ္ပါကဤတိုင်းပါလားဆိုတာပေါ်လာအဲ့ဒါကြောင့်ခွင်းတို့ဓမ္မတွေကိုတခုသောသင်္ခါရကိုအနိစ္စမှာမမြင်လို့ရှိရင်ဖြင့်ရုပ်နဲ့ပြုံးနေဦးမှာမဲ့ခြင်းနဲ့ဓမ္မရမဲ့နေဦးမှာငါမှဖြစ်ရတယ်ငါမှဖြစ်ရတယ်ချင်းဆိုတော့အတ္တရိကလည်းမတမဲရမဲ့နေတာပဲ